မာလူမျိုးကြီးဝါဒဆိုတာပါလေတက်ကြွလှုပ်ရှားနိုင်ငံရေးအတိုင်းဝိုင်းမှာ Burmanization နဲ့ပတ်သက်ပြီးကြဲလောင်လောင်ပြောလိရှိတယ် Burmanization ဆိုတာဗမာကြီးစိုးလွှမ်းမိုးတဲ့အမြင်အတွေးခေါ်ကနေဆင်းသက်တဲ့ဗမာလူမျိုးကြီးဝါဒဖြစ်တယ်လို့ရေပုံရနားလည်ထားကြပါတယ်ဒါပေမဲ့ဘယ်လိုအရာတွေကဗမာလူမျိုးကြီးဝါဒကိုပုံဖော်တာတွေဖြစ်တယ်လဲဆိုရင်တော့အတော်များများကစိတ်แท้ထင်ရာတွေကိုစွတ်ပြီးဆွဲပြောလိရှိတယ်အဲ့ဒီတော့ကြားရသူမှာလူမျိုးရေးမုန်းတီးစိတ်ဖြစ်တယ်လို့ခံစားရတာတွေများတယ်တကယ်တော့ Burmanization လို့ခေါ်တဲ့ဗမာလူမျိုးကြီးဝါဒကိုတွတ်သွင်းတဲ့ကိစ္စကိုခြေမြင့်ပြောနိုင်ဖို့လိုနေတာပါအဲ့ဒါကိုနားလည်ဖို့အတွက်သဘောတရားရေးအရာ Burmanization ဆိုတာဟာပါလဲဘယ်လိုဝိသေသလက္ခဏာတွေကိုတွေ့ရတယ်ဆိုရင် Burmanization လူမျိုးကြီးဝါဒဆက်သွင်းတယ်လို့ခေါ်နိုင်တယ်လေကျွန်တော်တို့ဟာရေပွန်ရတွေကိုကြော်ပြီးကြည်နိုင်ကြဖို့စူးစမ်းကြရအောင်ပါ Burmanization လို့ခေါ်တဲ့ဗမာလူမျိုးကြီးဝါဒဆက်သွင်းမှုဆိုတာဟာနိုင်ငံတွင်းမှာဗမာမဟုတ်တဲ့လူမျိုးတွေအပေါ်မှာဗမာလွှမ်းမိုးမှုကိုတိုးတဖုံကြဲတမျိုးတော်၎င်းတိုက်ရိုက်တော်၎င်းသွယ်ဝိုက်၍တော်၎င်းစနစ်အရတော်၎င်းနိုင်ငံရေးအရတော်၎င်းယဉ်ကျေးမှုအရတော်၎င်းလူမျိုးရေးအရတော်၎င်းလွှမ်းမိုးဖို့စူးစမ်းတာကိုဗမာလူမျိုးကြီးဝါဒဆက်သွင်းတယ် Burmanization လို့ခေါ်တာပါဗမာလူမျိုးကြီးဝါဒဆက်သွင်းတယ်ဆိုတာကိုတချို့ကလည်းရည်ရွယ်ချက်ရှိလုပ်တာရှိတယ်ဒါပေမဲ့တချို့ကလည်းစိတ်ထဲမှာတီးခြားရည်ရွယ်ချက်မရှိပေမဲ့တဘာဝအလျောက်စိတ်လိုလက်ရလုံးမိတာမျိုးရှိတယ်ရည်ရွယ်ချက်တီးတန့်ထားပြီးဗမာလူမျိုးကြီးဝါဒလွှမ်းမိုးဖို့လုပ်တယ်ဆိုရင်ဒါဟာစနစ်အရလုပ်တာလို့ပြောနိုင်တယ်ဒါပေမဲ့ကိုယ်တိုင်ဗမာလူမျိုးကြီးဝါဒလွှမ်းမိုးဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိပေမဲ့အလိုအလျောက်လုံးမိသွားတဲ့စဉ်းစားစဉ်အတိုင်းလုံးမိသွားတဲ့လောက်ရက်မျိုးကိုတော့ဓလေ့ထုံးတမ်းအရလုံးမိသွားတယ်လို့ပြောကြတာပါ Burmanization လို့ဘယ်လိုပုံစံတွေနဲ့လုံးမိသွားတာလဲသို့မဟုတ်ဘယ်လိုနီးနာတွေနဲ့လုပ်ခဲ့ကြတာလဲဒါမှမဟုတ်ကိုယ်တိုင်တောင်သတိမမူလိုက်မိပဲနဲ့ဗမာတွေကိုယ်တိုင်က non-Burmese တွေအပေါ်မှာလုံးမိသွားတာတွေကဘယ်လိုဖြစ်တယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်ပါ Burmanization ရဲ့ဝိသေသအချို့ကိုဆန်းစစ်ကြည့်ရအောင်ပါနိုင်ငံရေးအရာပေးထုတ်ဖယ်ကျင်မှု political marginalization ဗမာမဟုတ်တဲ့လူမျိုးတွေဟာဗမာလူမျိုးတွေကိုမြန်မာနိုင်ငံအတွင်းမှာဗမာလူမျိုးကြီးဝါဒကျင့်သုံးတယ်လို့ဘာကြောင့်ဆွဆွဲတာပါလဲ1945-46ခုနှစ်နောက်ပိုင်းအင်္ဂလိပ်ကိုလိုနီလက်အောက်ကနေအတူတကွလွတ်လပ်ရေးအရာယူကြမယ်ဆိုတဲ့အခင်းကျင်းကနေစတင်ခဲ့တယ်လို့ပြောလို့ရနိုင်ပါတယ်စကားလုံးအဖြစ်တိတိကျကျပြောရင်တော့ political marginalization အလုပ်ခံရလို့ဖြစ်ပါတယ်ဒါဟာလွတ်လပ်ရေးကြိုးပမ်းတဲ့ဂါလတဝိုက်မှာမသိတာပေမဲ့1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းပါလီမန်ဒီမိုကရေစီခေတ်10နှစ်ကျော်ကာလကိုဖြတ်တန်းပြီးချိန်မှာတော့တစနဲ့မကျေနပ်မှုတွေတွေ့ရှိလာရပါတယ်ပါလီမန်ဒီမိုကရေစီအစိုးရရဲ့မူဝါဒနဲ့သဘောထားတွေအပါအဝင်အစိုးရအဖွဲ့ကောင်းဆောင်ဝန်ကြီးချုပ်ဦးနုရဲ့သဘောထားဆုံးဖြတ်ချက်တွေဟာဗမာပြည်မကိုဗဟိုပြုပြီးအခြေခံစဉ်းစားချက်တွေစဉ်းစားမှုတွေရှိလာပါတယ်ဒါအပြင်ဝန်ကြီးချုပ်ဦးနုရဲ့မူဝါဒသဘောထားတွေဟာဗမာဗုဒ္ဓဘာသာလူအများစုရဲ့ထောက်ခံယုံကြည်ကိုးစားမှုကိုရယူချင်လိုတဲ့နိုင်ငံရေးစိတ်ဆန္ဒတွေကနေတဖြည်းဖြည်းနဲ့အပြန့်ကျဲလာတယ်လို့ပြောနိုင်ပါတယ်တကယ်တော့ဗမာလူမျိုးကြီးဝါဒဆိုတာကိုတဦးတယောက်တည်းကတော့ initiative လုပ်လို့မရပါဘူးဆိုလိုရင်းကတော့1948ခုနှစ်နောက်ပိုင်းလွတ်လပ်ရေးရပြီးခေတ်ပေါ်ပေါက်လာတဲ့ပါလီမန်ဒီမိုကရေစီအစိုးရအဖွဲ့ရဲ့မူဝါဒတွေဟာဗမာပြည်မနဲ့ဗမာဗုဒ္ဓဘာသာလူအများစုကိုဗဟိုချက်ထားပြီးစဉ်းစားလှုပ်ဆောင်ရတာတွေကနေစတင်တယ်လို့ပြောနိုင်ပါတယ်ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာဝန်ကြီးချုပ်ဦးနုဟာစထသင်္ကာယနာတင်အစိုးရမင်းအဖြစ်မိမိကိုယ်မှတ်ယူပြီးစထသင်္ကာယနာတင်အစိုးရမင်းအဖြစ်ကနေနိုင်ငံတော်ဘာသာအဖြစ်ဗုဒ္ဓဘာသာကိုပြဋ္ဌာန်းလိုက်တဲ့ကိစ္စရပ်တွေကဘာသာရေးနည်းအားဖြင့်ဗုဒ္ဓဘာသာမကိုးကွယ်တဲ့လူမျိုးစုတွေကို
သိငယ်စိတ်ဝင်စေတာတွေဖြစ်ခဲ့တယ်။တစ်ဖက်မှာလည်းနိုင်ငံရေးနည်းအရဗဟိုချုပ်ကင်မှုပုံစံနဲ့ပြည်ထောင်စုကိုအတင်းအကျပ်စုစည်းဖို့စ조사တဲ့ကိစ္စရပ်တွေအပါအဝင်လူမျိုးစုအခွင့်အရေးတွေလျစ်လျူရှုခံရတာလူမျိုးစုနိုင်ငံရေးဟာဗဟိုပြည်မကနိုင်ငံရေးတွေရဲ့လွှမ်းမိုးခံဖြစ်ရတာလူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုအုပ်ချုပ်ရေးအရာနိုင်ငံရေးအရာဥပဒေကြောင်းအရာလျစ်လျူရှုခံရတာဖက်ဒရယ်တောင်းဆိုမှုတွေဟာဗဟိုအစိုးရရဲ့လက်တံခြေတံအောက်မှာသက်ဆင်းငုပ်ရှိုးသွားခဲ့ရတာဒါတွေဟာလွတ်လပ်ပြီးခေတ်နောက်ပိုင်းလူမျိုးရေးစဉ်းစားချက်တွေကိုနိုင်ငံရေးအရာမူတွေသဘောထားတွေကဗမာမဟုတ်သောလူမျိုးစုတွေအတွက်တဖြည်းဖြည်းပေးထုတ်ဖယ်ကျဉ်ခံလာရတာတွေဟာဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုကိုထင်ရှားစေတဲ့ပြရုပ်တွေဖြစ်လာခဲ့ပါတယ်။ဒါအပြင်1962မတ်လ2ရက်နေ့စစ်အာဏာသိမ်းမှုဖြစ်ရအပါအဝင်ဒေါ်လန်ရေးကောင်စီကကျင့်သုံးတဲ့စစ်ဖက်အုပ်ချုပ်ရေးပုံစံတွေဟာဗမာမဟုတ်သောလူမျိုးတွေကိုနိုင်ငံရေးအရာဘူကြလွမ်းမိုးချုပ်ကင်ခဲ့တဲ့အသွင်ပုံစံတွေအမြောက်အများဖြစ်ပေါ်စေခဲ့ပါတယ်။မြန်မာနိုင်ငံမှာဗမာဗဟိုအစိုးရရဲ့စစ်ဖက်ဗဟိုဦးစီးချုပ်ကင်မှုတွေဟာဗမာမဟုတ်သောလူမျိုးစုတွေကိုအုပ်ချုပ်ရေးအရာစနစ်အရာနိုင်ငံရေးအရာတဆင့်နှိပ်ဖယ်ရှားလိုက်တဲ့အခြေအနေတွေပေါ်ပေါက်ခဲ့ပါတယ်။1962နောက်ပိုင်းဗဟိုအစိုးရမှာစစ်အုပ်ချုပ်ရေးဖြစ်ခဲ့ခြင်းသည်ပင်လင်နိုင်ငံအတွင်းမှာဗဟိုလူမျိုးကြီးဝါဒကိုစနစ်အရာတော်၎င်းမူဝါဒအရာတော်၎င်းပုံမူကြီးမားစေသောလုပ်ရက်တွေဖြစ်စေခဲ့ပါတယ်။မြန်မာစစ်တပ်အတွင်းမှာရေးမထားသော unwritten policy တွေဟာလူမျိုးရေးအရာဗမာဗုဒ္ဓဘာသာတို့ပုံမူကြီးစိုးလွှမ်းမိုးချုပ်ကင်ဖို့အခြေအနေကောင်းတွေအမြောက်အများရလာအောင်အခွင့်ပေးခဲ့ပါတယ်။1988နောက်ပိုင်းမှာလဲစစ်အစိုးရကအသွင်သစ်နဲ့ထပ်မံချုပ်ကင်လွှမ်းမိုးပြီးမြန်မာအမျိုးဘာသာသာသနာလွှမ်းမိုးကြီးစိုးတဲ့မူတွေသဘောထားတွေနဲ့နိုင်ငံကိုဆက်လက်ချုပ်ကင်လွှမ်းမိုးခဲ့တာကြောင့်မြန်မာလူမျိုးကြီးဝါဒဆက်သွင်းမှုတွေဟာစနစ်အရပုံမခိုင်မာကျယ်ပြန့်လာခဲ့ပါတယ်။အသွင်ကူးပြောင်းရေးကာလနဲ့အယက်သားအုပ်ချုပ်မှုပေါ်ပေါက်လာချိန်မှာလဲလူမျိုးစုအခွင့်အရေးတွေဟာထပ်မံဦးစားပေးခံရခြင်းမရှိခဲ့တာကြောင့်ဗမာတို့မှလွဲ၍ဗမာမဟုတ်သောလူမျိုးတွေကနိုင်ငံရေးအရာတဆင့်နှိပ်အနေအထားနဲ့နှစ်ပေါင်းရှည်ကြာစွာရှိခဲ့ပါတယ်